အားလုံးပဲမင်္ဂလာပါတူတီခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနေရွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ like ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဦးစားပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခိုင်လေးရဲ့ကိုတွေမတွေအားလုံးပဲနော်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါ့ပေးနေခဲ့ပေးကြပါဦးเนาะကြည့်ရှုနေကြတဲ့ခိုင်လေးရဲ့ကိုတွေမတွေအားလုံးကလည်းတယောက်ကြည့်ရင်တယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါ့ပေးနေခဲ့ပေးကြပါဦးเนาะချစ်တော်အကိုတွေမတွေအားလုံးပဲเนาะတယောက်ကြည့်ရင်တယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါ့ပေးနေခဲ့ပေးကြပါဦးရှင်ပြီးတော့ခိုင်လေးရဲ့ဗီဒီယိုလေးကိုလည်းဝင်ရောက်ကြည့်ရှုပြီးဆိုရင်เนาะအစားနဲ့အစုံကလေးကြည့်မယ်เนาะမကြီးမကြော်ပဲနဲ့အစားနဲ့အစုံကလေးကြည့်ပြီးဖို့မြစ်တာရက်ခံချင်ပါတယ်เนาะခိုင်လေးရဲ့ကိုတွေမတွေအားလုံးတော့ကိုမနက်ဖြန်က2ရက်เนาะ2ရက်6လ2026အင်္ဂါနေ့เนาะအင်္ဂါနေ့မနက်7:00နာရီတမိနစ်မှာဘယ်ပတိလေးကိုအဓိကထားပြီးတော့ပတ်ရမလဲဘယ် main ကွက်ကလေးကိုအဓိကထားပြီးတော့တင်ထိုးရမယ်ဆိုတာကိုเนาะသိသေးတဲ့ခါလေးကိုတွေမတွေအလုံးကိုလာရပြီးတော့တင်ပေးတာပါခလေးเนาะခလေးပေးတဲ့ခဏလေးတွေကိုလည်းကြိုက်နေတဲ့မှုရှိတဲ့ကိုတွေမတွေအလုံးကယူပြီးတော့ကစားနိုင်ပါတယ်တကယ်လို့မကြိုက်နေတဲ့ကိုတွေမတွေအလုံးကကိုကြိုက်နေတဲ့ခဏကိုကစားလို့ရပါတယ်เนาะချစ်တော်ကိုတွေမတွေအလုံးပဲကဲခလေးကိုတွေမတွေအလုံးအတွက်ကိုเนาะခလေးတို့မနက်ဖြန်ကနော်အင်္ဂါနေ့မနက်7:00နာရီတမိနစ်မှာပယံမဲ့ပတ်တိလေးတွေကိုခါလေးခေါ်ပြီးတော့မယ်နော်မနက်ဖြန်ကမှာပယံမဲ့ပတ်တိလေးတွေကိုခါလေးခေါ်ပြီးတော့ပါမယ်ကိုတွေမတွေအလောက်ကဘီနာမှာစာအုပ်ကလေးတွေရှင်းစာအုပ်ကလေးတွေနဲ့မှတ်ကြမယ်နော်ပြီးတော့ခါလေးရဲ့ channel လေးကိုလည်းအများများတွေ့ရအောင်တူမြင့်တူတွေ့အောင်လို့လည်း share မှု share ပြီး share ပေးကြပါအောင်နော်ခလေးကိုတွေပါတယ်လို့ပဲတော့ခလေးကနန်းလေးတွေမပြောခင်မှာတော့ခလေးကိုတွေမားတဲ့အလုံးတော့ကိုခလေးတို့တူတီဆိုတာနော်မာတဲ့ခါလည်းရှိတယ်လို့မတဲ့ခါလည်းရှိပါတယ်နော်မာတဲ့ခါကျရင်လည်းခလေးကိုတွေမားတဲ့အလုံးကခလေးကိုနော်ဟိုနားလည်းပေးစေချင်ပါတယ်နော်ခလေးတို့တူတီရတော့အမြဲတမ်းတော့နော်အမြဲတမ်းမှန်မနေဘူးလေနော်ခလေးတို့မာတဲ့ခါတို့ရှိတယ်လို့မတဲ့ခါလည်းရှိပါတယ်နော်ခလေးဒီတစ်ပတ်တော့ကိုနော်ခလေးတို့ဒီပတ်တော့ကိုခလေးအကောင်းဆုံးလေးဖြစ်အောင်ကြိုးစားထားပါတယ်နော်ကိုတွေမားတဲ့အလုံးပဲနော်တကယ်ကနန်းကောင်းလေးတွေကိုပဲလာရောက်ပြီးတော့တင်ပေးတာပါနော်ကဲကျန်တဲ့မှုရှိတဲ့ကိုတွေမားတဲ့အလောက်ကယူပြီးတော့ကစားတာနော်ခလေးတို့မနက်ဖြန်က12နာရီတမိနစ်နော်အင်္ဂါနေ့12နာရီတမိနစ်မှာပတ်ရမဲ့ပတ်သေးလေးက3ညပတ်သေး5ပတ်သေးလေးပါနော်ကိုတွေမားတဲ့အလုံးပဲ3ညပတ်သေး5ပတ်သေးလေးပါ3ညကိုကြိုက်နေတဲ့ကိုတွေမားတဲ့အလုံးက3ညကိုပတ်မယ်5ကိုကြိုက်နေတဲ့ကိုတွေမားတဲ့အလုံးက5ကိုပတ်မယ်နော်3ညပတ်သေး5ပတ်သေးလေးပါအခွေဒီနော်အခွေကလေးကနှစ်ခွန်လေးအပီးပါအခွေကလေးနော်နှစ်ခွန်လေးအပီးပါအခွေခလေးပေးတဲ့အခွေကပူးလေးပါပါတယ်ပူးလေးပါထည့်ပြီးတော့ကစားထားပါနော်ခလေးပေးတဲ့အခွေကအပူးလေးပါပါတယ်ပူးလေးပါထည့်ပြီးတော့ကစားထားပါခလေးတို့ခွေကိုခွေမယ်ဆိုရင်နှစ်ခွန်ရဲ့နှစ်လေးရဲ့ခွန်လေးအကနန်းလေးတွေကိုရမယ်နော်နှစ်ခွန်ရဲ့နှစ်လေးနော်နှစ်ခွန်နှစ်လေးခွန်လေးအကနန်းလေးကိုရပါမယ်ပြီးတော့ခလေးကိုတွေမားတယ်အလုံးအတွက်ကိုတပတ်စာအခွေလေးခလေးပြောပေးအောင်မယ်နော်ခလေးတို့တပတ်စာအခွေဒီနှစ်လေးခွန်ကိုအပီးပါအခွေကလေးနော်အခွေကလေးပါဒါတပတ်စာနော်တပတ်စာနှစ်လေးခွန်ကိုနော်ခလေးတို့ဒီ3ရက်ပေါ့နော်ကိုတွေမားတယ်အလုံးပဲ3ရက်မှာနှစ်လေးခွန်ကိုခလေးတို့ခွေမယ်နော်နှစ်လေးခွန်ကိုဒါတပတ်စာအခွေကလေးပါနော်အဲ့လေးကတပတ်စာအခွေကလေးပါခါလေးတို့3ညနဲ့ဆိုရင်နော်အော်ခွက်ကလေးတွေက3ညနဲ့ဆိုရင်3ည1 3ည2 3ည4 3ညခွန်ပါနော်3ည1ရယ်3ည2ရယ်3ည4ရယ်3ညခွန်ရယ်ပါနော်ဒါ3ညနဲ့ဆိုရင် main ခွက်ကလေးတွေပါ3ည1ရယ်3ည2ရယ်3ည4ရယ်3ညခွန်ရယ်ပါ9နဲ့ဆိုရင်9 1 9နဲ့9 4 9ခွန်ပါနော်9 1ရယ်9 2ရယ်9 4ရယ်9ခွန်ရယ်ပါဒါ9နဲ့ဆိုရင် main ခွက်4ခွက်ပါနော်ကိုဒီမတွေအားလုံးပဲခလေးတော့တကွက်ကောင်းเนาะအဲ့လေးတကွက်ကောင်းလေးပါเนาะကိုတွေမတဲ့အလုံးပဲခေါ်ပေးအောင်မယ်ကိုတွေမတဲ့အလုံးပဲเนาะတကွက်ကောင်းလေးပါခေါ်ပေးမယ်ခလေးကိုတွေမတဲ့အလုံးကเนาะမရစ်မကြော်ပဲနဲ့အစားနေဆုံးကလေးကြည့်ပေးကြပါအောင်เนาะခလေးတကွက်ကောင်းလေးတွေတော့เนาะတကွက်ကောင်းလေးမပြောခင်မှာခလေးเนาะခလေးစီမှာအဖေဝင်ထားတဲ့ခလေးကိုတွေမတဲ့အလုံးကเนาะခလေးတို့မနေ့ကစပြီးတော့ပတ်လို့ရပြီเนาะခလေးအဓိကပေးတာဒီပတ်တီးကိုအဓိကထားပေးတာเนาะဟိုအော်ခွက်တွေကတော့ကြိုက်လို့ရှင်တော့တင်ပြီးတော့ကစားခလေးအဓိကပေးတာဒီပတ်တီးကိုအဓိကထားပေးတာအတွက်ပတ်တီးကိုပတ်ပါเนาะကဲအဲ့ဆိုရင်ကိုတွေမားတဲ့အလုံးပဲခိုင်လို့မနက်ဖြန်က2ရက်6လ2026အင်္ဂါနေ့12နာရီတမိနစ်မှာပတ်ရမဲ့ပတ်သေးလေးက3ညပတ်သေး5ပတ်သေးလေးပါရှင်เนาะ3ညပတ်သေး5ပတ်သေးလေးပါ3ညနဲ့ဆိုရင်အော်ခွက်က3ည1 3ည2 3ညခွန်3ည4เนาะ3ည1ရယ်3ည2ရယ်3ည4ရယ်3ညခွန်ရယ်ပါ9နဲ့ဆိုရင်9 1 9 2 5ခွန်9 4 5ခွန်เนาะ9 1ရယ်9 2ရယ်9 4ရယ်5ခွန်ရယ်ပါရှင်เนาะ9 1 9 2 9 4 5ခွန်ပါအခွေကနှစ်ခွန်လေးဒါမနက်ဖက်ကเนาะမနက်ပိုင်းစာ
အတွက်အခွေကနှစ်ခွန်လေးအခွေကလေးနော်နှစ်လေးခွန်အခွေအပူပါပါပါတယ်တပတ်စာအခွေကနော်ကိုတင်မတဲ့အလုံးပဲတပတ်လုံးစာအခွေကနှစ်လေးခွန်ကိုနော်နှစ်လေးခွန်ကိုအခွေကလေးပါဒါတပတ်စာအခွေနော်တပတ်စာအခွေဒီနှစ်လေးခွန်ကိုအခွေကလေးပါရှင်နော်အဲ့ဒါမှနော်ခါလေးအကြိုက်ဆုံးတကွက်ကောင်ကိုတင်မတဲ့အလုံးပဲနော်တကွက်ကောင်ကတော့ကိုတင်မတဲ့အလုံးပဲအကြိုက်တွင်တော့တင်ပြီးတော့ကစားထားနော်ခါလေးမနေ့ကအကြိုက်ဆုံးတကွက်ကောင်ဒီ50နှစ်တီတကွက်ကောင်နော်50နှစ်တီတကွက်ကောင်းကလေးပါရှင်ခါလေးကိုတွေမတဲ့အလုံးပဲတကယ်လို့ခါလေးကိုတွေမတဲ့အလုံးကမကြက်လို့ရှင်တော့ကိုကြိုက်နေတက်တဲ့မိန်ခွက်ကလေးတွေကိုအဓိကထားပြီးတော့ခစားပါနော်50နှစ်တီတကွက်ကောင်းကလေးပါကဲအဲ့ဒါဆိုရင်ခါလေးရဲ့နော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရန်နာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလို့ကိုအမြဲတမ်းပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝတွေတိုးဝါရရှိနိုင်ပါစေလို့ခန့်လေစမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါနော်ကိုတွေမတဲ့အလုံးပဲဘိုင်ဘိုင်ပါ